what's up Brainlet Runner ပါတော့ဒီနေ့မှာတော့ parcel ပို့တဲ့ point of view ရှိတာမှမဟုတ်ပဲねကျွန်တော်တန်လင်ဘက်စပိတ်သွားစီးမဲ့ point of view ရှိတာမှာဖြစ်ပါတယ်ဟိုကျွန်တော်တက္ကိတတွေကထွက်တော့မယ်ပေါ့နော်တန်လင်တရားပေါ်တက်ပြီးတော့တောင်းလာဖြစ်ပါတယ်ဟိုတော့တန်လင်တရားအဆက်ကိုရောက်နေပြီတော့အခုတန်လင်တရားဆက်တက်နေပါပြီတန်လင်တရားကနည်းနည်းကျင်းနေပေါ့နော်နောက်မှာကားတွေပါလာတစ်ချက်ကြည့်ပြီးတော့တက်ရတယ်မြင်ရတာပဲ last day ကတိတ်မကျဲကားရနေပါအချိန်မှာပြောရဝါကားကြီးပါတော်တော်လောက်ပါလေဗျာဆရာကြီးအောက်ဆွေးဆရာကြီးအောက်ဆွေးလို့ကားပါတယ်ဓာတ်ပေါ်မှာဒါမျိုးလေးရှိရပါတော့ကျွန်တော်ဒိတ်ထားပြီးတော့ရှိကြပါလို့တော့ road တွေဆိုရင်အဓိကထားပြီးတော့ဒိတ်ထားပြီးစီးရမှာပေါ့နော်ကျွန်တော်တို့မောင်လေးတွေပါရောနည်းနည်းလေးတော့စိတ်ပြေးတာယာ point ကြီးဆရာဘာလို့ပေါ်တက်သွားလဲကျွန်တော်တို့ဒါဒီဘက်တန်လင်ဘက်ကိုတန်လင်ဘက်ချမ်းကိုရောက်ပြီပေါ့နော်လမ်းနည်းနည်းကျန်းနေပြီမြင်ရတာပဲကျိုင်းခွက်တွေရောနည်းရင်ညိတွေရောဒီနားလေးကမှစပြီးကောင်းတာပေါ့နော်ဟူးကျစင်ရောက်ဟေးလမ်းကောင်းချက်ကလမ်းကောင်းပြီမဲ့လမ်းကျင်းပါရောနော်ဒီဘက် view တော်တော်မိုက်တယ်ဗျာလုံးဝဒီကနေရတဲ့ bike ကတစ်မျိုးလေး fine နေဝူးကျွန်တော်တန်လင်အပိုင်ထဲကိုရောက်ပါပြီဖြစ်ပါတယ်တန်လင်မြို့နယ်ဖြစ်ပါတယ်ဒီနားမျောတက်နေတဲ့ဂုံသားလေးမှာ welcome to တန်လင်ရှိပါတယ်ကျွန်တော်တန်လင် welcome to တန်လင်ရှိရောက်ပါပြီတော်လေးလာရဗျာတန်လေးစိုက်တာဟုတ်ဝါဒီဆဲကိုတန်လင်တွေကအောင်းအင်းတစ်ဖက်ရတာပြောနေပါတော့ခုမှဝါဒီဆဲရမှာပါကျွန်တော်ကဝါဒီကဏ္ဍဖြစ်ပါတယ်ဟိုကျွန်တော်တန်လင်မှာမနေ့ကမျိုးစို့ပြီးတော့ပြန်လဲထွက်ခွာတော့မှာဖြစ်ပါတယ်ပါညာ3ဆောင်ပြီးပါတယ်ပြပါဒီရောတဲ့ကိုလိုများရောင်ချမ်းတန်တာနေမလားကိုပြေးပြေးရဲ့ဒီလိုပါ要ရေရောက်တော့ကိုရှိကဒီလမ်းနဲ့ဝင်ရမှာဖြစ်ပါတယ်ဟောပြောက်ရေးငါဘယ်အောင်လာစမ်းနေတာကွာရောက်ရန်ကမ်းလိုက်နေနော်ဒီမှာအော့ဘရုတ်ကြီးဖြစ်နေတယ်မောက်ဝင်နော်သတိထားကျစင်ရောက်ရေးကျွန်တော်အဝင်လန်းလေးကတော့မြင်တွေ့ရတဲ့အတိုင်းပဲနည်းနည်းလေးဟိုဖြစ်တယ်ပေါ့နော်ဘက်လေးနည်းရှိတော့အားရတော့ပြီးသွား What the fuck ဟေးဘော်တီဟဲ့နေဝင်သွားတာဟုတ်တာဘာဆဲခေါ်လဲဆရာကြီး30ရောက်ပါပြီရေပြည့်လို့ရေပြည့်မယ်ရေချမ်းတယ်လို့ရေပြည့်ကျွန်တော်စပိန်ကိုလည်းကြည့်လိုက်ပါအောင်ဘော်တီဖြစ်သွားတယ်ပုံမှန်ဆိုဘိုးအောက်တယ်ရှေ့ရောနောက်ရောတာယာတွေရကြမရှိတော့အခုဒါ10ပတ်လမ်းပေါ်ရောက်နေပြီနော်တော်
တော်ကျဲတာပဲဟာလာလေလာဒီကြီးရောနည်းနည်းရှိတယ်ရုပ်တွေနဲ့လာတော့တော်တော်ဒိတ်ထားအောင်နော်တော်တော်လာပါနေဗျာအားလုံးပဲချူစားကြပါဦးဒီဘက်ဆမ်းမှာမြက်ခင်းစိမ့်လေးနေပါနဲ့နွားလေးမျက်စားနေဒီဘက်ချမ်းမှာဆယ်ကြီးကကျဲကြီးပဲငါးများရဲ့လူကြီးရှိอุ้ยကျွန်တော်ဒါတန်လင်းထဲမှာရှိတဲ့ဇာမနီတဲကိုရောက်နေရပါဖြစ်ပါတယ်ကျွန်တော်ရေချောင်းတက်ကလို့ရှေ့ကလမ်းထဲကိုဝင်လာရတာဖြစ်ပါတယ်လူလေးကတော်တော်လာတယ်ဗျာလုံးဝတဘာဝတရားကြီးကျွန်တော်တို့ဆယ်ထဲမှာငါးဖမ်းတဲ့လူတွေလည်းရှိရပါတော့你这人能这个呀？55億贵，怎么样没呢？这个，怎么样55没？这个过怎么样没呢？这个，少爷卖了，贵卖了，贵。冇理由你那多高啊？啊，现在的话，搞个木是。စီရရဲ့ feeling อ่ะ စီရတဲ့ feeling ကလုံးဝအိဆက်နေတာတကယ်မိုက်တဲ့လမ်းနေပေါ့ဒီလမ်းနေอ่ะ မိုက်တဲ့လမ်းစိမ့်လေးဆိုလို့ယောယေကျစင်ဟာအေးစေးပါကွာမင်းကိုကြီးပါโอ้လေးလေးတူနဲ့ကောင်းလိုက်တာဗျာကန်ရည်ရင်ရုပ်ကြည့်အောင်ကန်ရည်မဟုတ်ဆက်ရည်ဟဲ့ဘွက်ကြအနက်ကြီးဟဲ့เอ้ยဒီမှာလာကိုရီထက်စောပြီးတော့လာချေးနေတယ်ရှိရပါတော့ဦးဘယ်ကူရလားတပင်းကူလို့မရအရေးကမကြည့်ဘူးကနောက်လေဟာအခုမှကြည်သွားလိမ့်မယ်တောင်းပါဖျားရိုက်ကြည့်တယ်တောင်းတန်းလေးရိုက်ကြည့်တယ်ဟိုမှာတောမန်းလေးနှစ်ခုကြည့်တယ်လမ်းရိုက်တာဟုတ်ပါလေကျွန်တော်တို့ဒီနေ့စီးလာတဲ့စီးတော်ရင်ဖြစ်ပါတယ်ဘယ်လိုစီးလဲရက်နာထားတာဖြစ်ပါတယ်ဟိုနိုင်ငယ်တော့ပြတ်ပတ်နေရပါတော့ဟိုရှင်းလမ်းလေးနည်းနည်းဖြတ်လာတယ်ငကူရဲဝင်လာငကူရဲဝင်ဟဲ့ဟဲ့ဦး